တို့အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မှာတော့ဆီယာမနွန်ဒီကန်ဝင်စီစဉ်ပြီးကာတွန်းပိုးစာတရုတ်ဖော်ရေးသားထားတဲ့38ဖြာမင်္ဂလာပြုစုရေးမင်္ဂလာပုံမြင်စာအုပ်ထက်ကအမိအဖတို့ကိုလှုပ်ကြွေးပြုစုခြင်းဆိုတဲ့မင်္ဂလာတရားကိုတင်ပြပေးဖို့အတွက်တားလိမ်မှာသဝနာတာမပုံမြင်လေးကိုမမကပြောပြပေးသွားမှာပဲဖြစ်ပါတယ်တားလိမ်မှာသဝနာတာမဟိုးရှိတုန်းကတငါရွာလေးတစ်ရွာမှာဒုက္ကူလာနဲ့ပါရိကာဆိုတဲ့ဇနီးမောင်နှံနှစ်ယောက်ရှိတယ်။သူတို့ဟာလူပောင်လောကမှာနေရတာမပျော်တော့လို့တရားရှာဖို့အတွက်တောထွက်ပြီးရသေးဝကြတဲ့။အဲ့ဒီရသေးမောင်နှံမှာအသားရည်ရွှေလိုဝင်းပြီးချစ်စရာကောင်းတဲ့သူဝနာတာမဆိုတဲ့သားလေးတစ်ယောက်လည်းရှိတယ်။ဒီနေ့မှာဒုက္ကူလာနဲ့ပါရိကာတို့ဟာတော်ထဲမှာတစ်တီးရှာထွက်ရင်မိုးရွာချတာကြောင့်တစ်ပင်ကြီးတစ်ပင်အောက်ကိုဝင်ပြီးမိုးခိုကြတယ်။မိုးခိုနေရင်သူတို့ကမိုးရွေတွေနဲ့ချွေးတွေဟာတစ်ပင်ကြီးအောက်ကတောင်ပို့တွေမှာရှိတဲ့ငွေကြီးပေါ်ကိုကျသွားတဲ့။ငွေကြီးလဲရေတွေကျလာတော့စိတ်တူတူနဲ့အစိမ့်ငွေတွေကိုမှုတ်ထုတ်လိုက်တယ်။အဲ့ဒီအစိမ့်ငွေတွေကိုရှူမိပြီးဒုက္ကူလာရောပါရိကာပါနှစ်ယောက်စလုံးမျက်စိကွယ်သွားကြတော့တာပေါ့။ညနေဆောင်တဲ့အထိသူမိဘတွေပြန်မလာတော့သူဝနာသားမလည်းစိတ်ပူပြီးတောထဲမှာလိုက်ရှာတဲ့အခါမျက်စိကွယ်သွားတဲ့မိဘနှစ်ပါးကတစ်ပင်အောက်မှာထိုင်နေရကိုတွေ့လိုက်ရတယ်။သူဝနာသားမကမျက်စိမမြင်တော့တဲ့သူမိဘတွေကိုလမ်းပြပြီးကျောင်းသင်ခန်းကိုပြန်ခေါ်လာခဲ့တာပေါ့။အဲ့ဒီနေ့ကစပြီးသူဝနာသားမဟာမနက်မိုးလင်းတာနဲ့သူ့အဖေနဲ့အမေမျက်နှာတက်ဖို့စားတောက်ဖို့တစ်သီးတွေကိုကိုယ်တိုင်ပြင်ဆင်ပေးပြီးမိသားစုနဲ့အတူတူမနက်စာစားကြတယ်။ပြီးတာနဲ့တောက်တုံးရီအတွက်မြစ်စိတ်ကိုရေခတ်ဆင်းတော့တာပေါ့။သူဝနာတာမဟာမြစ်စိတ်ကိုရေခတ်ဆင်းတဲ့အခါတိုင်းသူ့ရဲ့တငယ်ချင်းတွေဖြစ်တဲ့သမင်လေးတွေဟာသူနဲ့အတူတူမြစ်စိတ်ကိုလိုက်ပြီးရေခတ်ပေးတတ်ကြတယ်။ဒီနေ့တော့တောထဲကိုတိုးလိုက်ထွက်လာတဲ့ဘရင်ကြီးဟာရေတောက်ဆင်းလာတဲ့သမင်အုပ်ကိုတွေ့ရနဲ့မြားနဲ့ပစ်ပြီးဖမ်းလိုက်တယ်။ဘရင်ကြီးရဲ့မြားကသမင်ကိုမမှန်ပဲသူဝနာတာမကိုမှန်သွားတယ်။သူဝနာတာမမြေပြင်ပေါ်လဲချသွားတော့မှဘရင်ကြီးလည်းသမင်အစားလူကိုမှားပြီးပြစ်မိတာတတိထားမိသွားတာပေါ့။ဒီတော့ဘရင်ကြီးကသူဟာဒီတိုင်းပြည်ရဲ့ဘရင်ကြီးဖြစ်ကြောင်းတမင်နဲ့မှားပြီးဖြစ်မိကြောင်းသူနာတာမကိုပြောပြပြီးတောင်းပန်လိုက်တယ်။ဘရင်ကြီးဟာသူမြားနဲ့ပြစ်မိလိုက်တဲ့သူနာတာမကမျက်မမြင်မိဘနှစ်ပါးကိုလှုပ်ကြွေးနေရတဲ့တားလိမ်မာလေးမှန်သိသွားတဲ့အခါနောင်တရသွားပြီးသူနာတာမရဲ့မိဘနှစ်ပါးကိုနန်းတော်ကိုခေါ်သွားကပြုစုလောက်ကင်ကျွေးမွေးပါမယ်လို့ကတိပေးလိုက်တယ်။ဘရင်ကြီးဟာသူဝနာတာမရဲ့မိဘတွေနေတဲ့ကျောင်းသင်ခန်းကိုရောက်တဲ့အခါဒုက္ကူလာနဲ့ပါရိကာကခြေတံကြားယုံနဲ့သူတို့သားမဟုတ်မှန်းသိပြီးဘသူလဲလို့မေးမြန်းတာပေါ့ဘရင်ကြီးကအချောင်းဆောင်ကိုပြောပြလိုက်တော့ဒုက္ကူလာနဲ့ပါရိကာတို့ဟာတာလီသူဝနာတာမရှိတဲ့နေရာကိုလိုက်ပို့ခိုင်းလိုက်တယ်သူဝနာတာမလဲချနေတဲ့နေရာကိုရောက်တော့ဒုက္ကူလာနဲ့ပါရိကာတို့ကမြားစိတ်တက်နေတဲ့သူဝနာတာမကိုကြည့်ပြီးသူတို့သားသူဝနာတာမဟာကောင်းမွန်တဲ့အလုပ်ကိုလုပ်ကြောင်းလိန်ညာမပြောတတ်ကြောင်းမိဘတို့ကိုရိုသေစွာလှုပ်ကြွေးကြောင်းဒီစကားတွေသာမှန်ရင်သားရဲ့မြားစိတ်ပြေတာကိုသူတို့မြင်ရပါစေလို့သစ္စာဆိုကြတော့တာပေါ့မိဘတွေရဲ့သစ္စာစကားမှန်ကန်တဲ့အတွက်မြားစိတ်တွေပြေသွားပြီးသူဝနာတာမလည်းအသက်ပြန်ရှင်လာသလိုမိဘနှစ်ပါးလုံးလည်းမျက်စိပြန်ပြီးမြင်သွားရတာပေါ့ဒါကတော့မြတ်စွာဘုရားဟောကြားခဲ့တဲ့သူဝနာတာမဇတ်တော်ပေါ့ကွယ်ဒီဇတ်တော်ထဲမှာတားလိမ်မှာသူဝနာတာမဟာမိဘကိုရိုးရိုးတသေးလှုပ်ကြွေးပြုစုခဲ့တဲ့ကောင်းမှုကြောင့်အသက်ဘေးကနေလွတ်ခဲ့တာပေါ့ကွယ်တားတို့သမီးတို့လည်းမိဘကိုရိုးရိုးတည်ပြုစုလုပ်ကြွေးခြင်းဟာကောင်းမှုအကျိုးကျေးဇူးများရရှိနိုင်တယ်ဆိုတဲ့အကြောင်းကိုမမကဒီပုံမြင်လေးနဲ့ပြောပြပေးခဲ့ရပဲဖြစ်ပါတယ်။နောက်နေ့မှာလည်းဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့ပုံမြင်လေးတွေအများကြီးပြောပြပေးသွားအောင်ပါမို့လို့မမတို့ရဲ့ YouTube Channel လေးကို Subscribe လုပ်ခဲ့ပေးအောင်နော်။ Facebook ကနေကြည့်ရှုတဲ့ကလေးလေးတွေကတော့ Like and Share လေးလုပ်ပေးဖို့မမေ့ပါနဲ့နော်။